ကျွေးတာဟုတ်ဘောငါကျွေးတာလားဟဲ့အကြောင်း20ကိုကြီးတွေခစ်တဲ့ကိုလည်းတွေယောက်ျားရဲ့ကြောင်းပြုံးနေအားရကြောင်းဟုတ်ပြီတို့ရချောတော့မသိဘူးဘယ်နဲ့လဲပါဟဲ့တောင်းလေးရစားရလေရရင်မကိုဆိုရလို့ပြောရမလို့စကားမောင်ငါနဲ့ကောင်းဖန်ခြင်းနဲ့ယောက်ျားမျိုးရှောင်းလုံးမသေးပြောညာချွေဇောပါပဲရောင်ကြီးရောင်ဇောရောင်ကြီးရောင်ကိုလိုက်တဲ့မောင်ပန်းလိုက်တဲ့မောင်ဇောရောင်ကြီးရောင်ဇောရောင်ကြီးရောင်ကိုလိုက်တဲ့မောင်ပန်းလိုက်တဲ့မောင်ကျိုးဆိုမရှောင်ပြီးတွေးဝေးရကြည့်လို့လားရှောင်ကျိုးဆိုမရှောင်ပြီးတွေးဝေးရကြည့်လို့လားရှောင်ဒီလိုဆိုမလွယ်ဘူးမောင်အမေဆိုမလွယ်ဘူးမောင်မရှိနိုင်ရှိနေဖင်နေပြုတ်တယ်ဒီလိုဆိုမလွယ်ဘူးမောင်တချို့ကြတော့လေကြည့်ဖို့ပဲခဲ့ပြောရအောင်ကြောက်တော့ကြောက်လိုက်ဟဲ့ကြောက်စဲမဟုတ်တာနဲ့ပြီးတော့ဆောင်းရဝါရံမြင်လာလူတွေကေတဲ့ရစရာပတိဘလူဘလဲဆောင်းရဝါရံဘယ်ပါလဲစားကြည့်တခုတော့ဆက်ပါဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ကြာဆိုရင်ရှောင်းစရာကိုမထွေးမောင်အမားတို့မြင်အောင်ပြောလိုက်အောင်ပဲမင်းနဲ့သာဒီနာချောင်းဟုတ်ပြီပြီကူတဲ့ယောက်ျားမျိုးလေးမရှာပါဝေးဝေးရှောင်းဟဲ့ညဟုတ်ပြီပြီကူပါကြီးစားတွေကတောင်းတဲ့ချောင်းဟုတ်ပြီပြီကူပါကြီးစားတွေကတောင်းတဲ့ချောင်းနားငါတိုင်းလေးပဲဟုတ်ပြီပြီကူပါကြီးစားတွေကတောင်းတဲ့ချောင်းဟုတ်ပြီပြီကူပါကြီးစားတွေကတောင်းတဲ့ချောင်းဒီလိုဆိုမလွယ်ဘူးမောင်ငါရှိတိတ်မလုပ်နဲ့ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်အိမ်လေးပတ်တည်းရဲ့စံတပါရီကိုမောင်မောင်အိမ်လေးကြီးနောက်ပါမယ်ညလောချာချက်ပြောင်ရောင်ရွှေရောင်ရောင်အဟုံးမမနဲ့မောင်မယူစပွဲဆောင်အိုးမခုတ်တဲ့ကြောင်ရှင်လေးနဲ့ဒီလေးလာမရှိရတော့ဒီကနေ့ဆောင်းတောင်းလို့ကြည့်နေမာယာကိုချစ်တဲ့မမီနဲ့တည်းဒီဆောင်းဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်မလေးကလည်းကောက်အောင်နော်လည်းကောက်အောင်အချောင်းကြီးတိုင်းကျုံမဲမချမ်းနဲ့ယောကျုံမဲမချမ်းနဲ့နေရတဲ့ရောက်စေအနေယူဘူးစားအိမ်မရမလာမလာအေးမလို့တဲ့ပါဆိုချင်မကားပွဲတောင်းမပြတ်ပါကိုတော့ချုံမတွေ့လို့လားကြောက်ရတယ်မောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်တချို့များကြတော့အာမနီရမောင်နာရီဝအောင်စကားရဆောင်အောင်ကြွားရဆောင်အတင်းများကြီးအရင်ပြိတ္ရာလေးတင်စားချင်ပါတရားစလုံးကြီးလဲပါတယ်ဟုတ်တယ်ဘာလို့ပြောနေရလဲ
ရက်တာ လူတန်ရာပရိယလေးမြောက်ဝစားရောင်ရောင်ပါပါညာညာရာရီတိရှာရာတကယ်ရဲ့တဲ့ချေညာဆောင်မချစ်ကိုတည်း ရက်ခါပေးနေတယ်ပတ်စံကနာမမပြီးပတ်စံလေးကထွက်လာကြမလား ဆိုမနေဘူး အဲ့ဒီရက်ကတော့ပတ်စံလေးတစ်ပတ်စထွက်တာတော့ဟောင်း ဆိုမနေဘူးဒီလိုဆိုမနေဘူးမော အာရေဘယ်လိုလဲဒီကြတော့ဆောင်းလက်ကုပ်တန်လေးနည်းနည်းတိတ်ဆိတ်သွားတာပဲနော်